ဒေါ်ရင်းလို့ပြင်ချင်းပင်မဲ့ငါနဲ့လိုက်ပါမလားလို့စိတ်ပူနေတဲ့သူတွေရှိလားလုံးဝစိတ်ပူစရာမလိုဘူးနော်ဒေါ်ရင်းရဲ့အားသာချက်ကမျက်နှာကိုပိုးပြီးတော့နုပြိုသွားစေတာမို့လို့လူလက်ပိုင်းနေနဲ့လည်းအဆင်ပြေပါတယ်နော်အခုပြင်ပြတဲ့ look လေးကိုကြည့်ပြီးတော့အသက်အရွယ်ကြောင့်ကိုယ့်အလားကိုမကန့်သက်ထားပဲနဲ့အသစ်တွေကိုတဲဆုနဲ့အတူတူစမ်းသပ်ကြည့်ရအောင်နော်ဒေါ်ရင်လို့ဆိုတာအသက်ငယ်လေးတွေအတွက်ပဲတီးတန်းပြင်လို့ရတယ်လို့တော်များများထင်ကြပါတယ်တကယ်တော့မဟုတ်ပါဘူးနော်ဒေါ်ရင်မှာလည်း make up look ပုံစံအမျိုးရှိပါတယ်ကိုယ့်ရဲ့မျက်နှာ structure နဲ့လိုက်ဖက်တဲ့ဒေါ်ရင် look ကိုတော့ရွေးချယ်ဖို့လိုအပ်ပါတယ်နော်တီးဆုံးနေရာလေးတွေကိုခုလိုမျိုးကွန်ဆယ်လာလေးလိုက်ထည့်ပါမယ် brush လေးနဲ့ဖွားလေးပဲ blend ပါမယ်ဒီ make up look မှာကွန်ဆယ်လာလေးကအခုလိုမျိုးလေးသုံးဖို့လိုအပ်ပါတယ်နော်ကွန်ဆယ်လာသုံးတဲ့အခါကျရင်ကိုယ်အသားရည်ထဲ2ဆင့်3ဆင့်လောက်ဖြူတဲ့ဟာကိုသုံးပါနော်တဲစုစီလာပြင်ကြတဲ့ client နေထဲမှာလူငယ်တော်များများဒေါ်ရင်လွတ်ပဲပြင်ပေးဖြစ်တာများတယ်အသက်16 18လူငယ်တွေကြားမှာအခုတအားခေတ်စားနေတော့ make up ပြင်မယ်ဆိုရင်လေဒီလွတ်ပဲသူတို့ပြင်ချင်ကြတာများတယ်ပေါ့နော်လူလက်ပိုင်း client နေကြတော့ဒီ look ကငါတို့ပြင်လို့မရဘူးငါတို့နဲ့မလိုက်ဖက်ပါဘူးလို့ထင်ကြတယ်အောက်မျက်အိတ်ပေါ်လာရင်မျက်ကွင်းညိုတာပိုးပြီးတော့တိတာသွားမလားအရန်ကလေးဆန်သွားမလားပေါ့တို့ရင်လွတ်ဆိုတိုင်းကလေးဆန်ရမယ်လို့မဟုတ်ပါဘူးเนาะတီငိမ့်တဲ့ပုံစံလဲပြင်လို့ရပါတယ်တဲဆူခုပြင်ပြနေတာကလူလက်ပိုင်းနေလဲပြင်လို့ရတဲ့ပုံစံကိုပြင်ပြနေတာဖြစ်ပါတယ်ဒေါ်ရင်လွတ်ပြင်မယ်ဆိုရင်ဒီလိုမျိုး liquid control လေးတစ်ခုကတော့စောင့်ထားတင်ပါတယ်เนาะ control ကိုဒီကာလာလေးသုံးဖို့တော့လိုအပ်ပါတယ်เนาะကိုယ့်ရဲ့မျက်နှာကပြည့်ဖောင်းလေးဖြစ်နေလို့မျက်နှာကိုတွေ့တဲ့ပုံစံမျိုးသွားချင်တယ်ဆိုရင်ဒီလိုပုံစံမျိုးလေး control လိုက်ချကြည့်ပါเนาะဆုကပါးနီကိုပမို့ပေါ်လေးပဲချဲပါမယ်နှစ်ထင်သားထိပါးနီကာလာတွေကိုမရောက်ဘူးနော်လွယ်ကူကူနဲ့အချင်းကုန်တက်တာတဲ့မျက်ခုံးမွေးဆွဲနီးတဲစုအခုဆွဲပြပေးပါမယ်ဒီချာလေးလိုက်ကြည့်ပါနော် brush ပွားလေးနဲ့ပဲကာလာလေးတွေလိုက်ထည့်ပါမယ်ထည့်တဲ့အခါကျရင်ဖွားလေးပဲထည့်ပေးပါနော် brush အပြားလေးနဲ့ပဲနောက်အမီလေးကိုဆွဲပါမယ်natural ဆန်တဲ့ဘက်ကိုလည်းတွားချင်တာဖြစ်လို့တဲစုနောက်အမီလေးပဲဆွဲပါမယ်eyebrow mascara လေးအသုံးပြုပြီးပြီဆိုတာနဲ့မျက်ခုံးမွေးဆွဲတဲ့ step ပြီးသွားပါပြီမိတ်ကပ်အလိမ့်တဲ့အခါကျရင်ပေါင်းတာသုံးတဲ့အဆင့်ကိုကြော်လို့မရပါဘူးเนาะ2 way တစ်ခုတည်းအသုံးပြုလို့မရပါဘူးပေါင်းတာရော2 way ရောအသုံးပြုမှာတဲဆူတို့လိမ့်ထားတဲ့မိတ်ကပ်ကမုတ်လေးနဲ့ကြာရှည်ခံပြီးတော့ glow နေမှာဖြစ်ပါတယ် liquid ထည့်ထားတဲ့နေရာလေးတွေကို control ပေါင်းတာတိုက်ကလေးအသုံးပြုပါမယ်မျက်နှာ glow နေဖို့အတွက် highlight ကလေးတွေလိုက်ပြီးတော့ထည့်ပါမယ် eyeshadow ကိုပန်းဖက်သွားတဲ့ဒီကာလာတစ်မျိုးတည်းပဲအသုံးပြုပါမယ်တဲစုက daily look မှာလည်းပြင်ဆင်လို့ရအောင်လို့ step အရင်မများပဲနဲ့လွယ်ကူကူနဲ့ beginner တွေအတွက်လည်းအဆင်ပြေအောင်လို့အခုလိုမျိုးလေးပြင်ပြတာဖြစ်ပါတယ်မျက်လုံးအောက်ကိုလည်းဒီကာလာလေးပဲသုံးပါမယ်နော်eyeliner ကိုတဲစုက eyeshadow ချက်ကကာလာကိုပဲအသုံးပြုထားပါတယ်ညအိတ်လိုင်းဖော်တာကိုတဲစုကအညိုရောင်ကိုမှအဖျော်ဆုံးကာလာကိုပဲအသုံးပြုထားပါတယ်
mascara ကိုလည်းတဲစုကဘောလုံးထူတာကိုအသုံးပြုပါမယ်နှခမ်းနေဆိုတဲ့ပုံစံကိုလည်းတဲစုနှခမ်းကြီးတဲ့ပုံစံဘက်ကိုအားတာထက်နှခမ်းဖူးဖူးလေးပုံစံဘက်ကိုပဲဦးစားပေးပြီးတော့ပြင်ထားပါတယ်ဒီလိုလွတ်မျိုးပြင်တာကလေခလေးဆန်တာမျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့နှုတ်ပြိုတဲ့ပုံစံကိုဖြစ်သွားစေပါတယ်အားကြောင့်လိုက်ပြီးတော့ပြင်ကြည့်ပါနော်ဒီ look လေးကိုကြိုက်တယ်ဆိုရင် like လုပ်ပြီးတော့စေးခဲ့ဖို့မမေ့ပါနဲ့အောင်နော်